do ပြုလုပ်သည် make ပြုလုပ်သည်နှစ်ခုလုံးကပြုလုပ်တာဆိုတော့ရှုပ်ထွေးမနေဘူးလားဘယ်နေရာဘယ်လိုသုံးရမလဲဆိုတာလဲရှုပ်ထွေးမနေဘူးလားဒါဆိုလို့ရှိရင်ဒီဗီဒီယိုကိုပြည့်အောင်ထိတာကြည့်ပြီးတော့ do ကသည်အလုပ်လုပ်ငန်းတာဝန်လက်ကျင့်ခန်းစသည်တို့နဲ့တွဲပြီးတော့မှသုံးရတာ work housework ဒါမှမဟုတ် homework exercise business တို့နဲ့တွဲသုံးရတာဖြစ်ပါတယ်ဥပမာပြောကြည့်အောင် do homework do exercise do the housework do business make ကြတော့အဲ့လိုမဟုတ်ဘူးသူကအသစ်ဖန်တီးတာထုတ်လုပ်တာခုခုကိုအစားကနေပြန်လုပ်တဲ့ပုံစံမျိုးကိုပြောတာဖြစ်ပါတယ်ဥပမာ make a cake make coffee make a mistake make a decision အစားကနေပြန်လုပ်တာဖြစ်ပါတယ်ဒီလို common mistake တွေကိုထပ်ပြီးတော့မှာတော့ ਨੇ I made my homework လို့မသုံးတော့ ਨੇ I did my homework လို့သုံးမယ် do a mistake လို့မသုံးနဲ့ make a mistake လို့သုံးမယ် do a decision လို့မသုံးနဲ့ make a decision လို့သုံးမယ်ဖြစ်ပါတယ်အချင်းချင်းအပြင်ပြန်ပြောမယ်ဆိုလို့ရှိရင် do သည်လုပ်ငန်းစဉ်ကိုလုပ်တာဖြစ်ပါတယ် make ကကြတော့အသစ်ဖန်တီးတာဖြစ်ပါတယ်ဒီလောက်ဆိုလို့ရှိရင် do နဲ့ make ကိုကွဲပြားသိလောက်ပါပြီထင်ပါတယ်เนาะမိမိကိုယ်ပိုင်ဝါကြလေးတွေကိုရေးပြီးတော့မှအများသူငါလေ့လာလို့ရအောင်ဒီဗီဒီယိုလေးကို like share comment လေးလုပ်ထားပေးဖို့မမေ့ပါနဲ့เนาะSee you on the next video. Have a happy life.